လက်ရှိမြန်မာနိုင်ငံမှာဆိုရင်ခေတ်လူငယ်တွေပျက်စီးဆိုးတမ်းနေတဲ့တရေမှန်သမျှဟာမကြားချင်မှအဆုံးပါပဲ။ဆိုရှယ်မီဒီယာတွေရဲ့လွှမ်းမိုးမှုကြောင့်လူကြီးကိုလည်းမယုံမသိတတ်သူရွယ်သူကိုလည်းမလေးစားငယ်သူကိုလည်းအလျှော့မပေးနဲ့ဖြစ်ချင်တိုင်းကိုဖြစ်နေကြတဲ့ခင်မှာလိမ္မာရင်ကျေးတဲ့လူငယ်လေးတွေဟာတကယ်ကိုတမိုးထားစရာပါပဲ။ဒီလိုတမိုးထားတဲ့လူငယ်တွေဆိုတာကလည်းအခုခေတ်မှာရွှေထက်ရှားပြီးလို့တောင်ပြောလို့ရပါပြီ။အဲဒီမှာမှရှာရှာပါပါတမိုးရှိတဲ့လူငယ်မင်းကလေးတယောက်လည်းထွက်ပေါ်လာခဲ့ပါတယ်။သူမကတော့အထူးတလဲမိတ်ဆက်စရာမလိုအောင်ကိုအားလုံးကတည်ပြီးနေပြီဖြစ်တဲ့မကြပြူပဲဖြစ်ပါတယ်။ဆယ်ကျော်သက်အရွယ်သားရှိသေးတဲ့မအီကြပြူဟာအရွယ်နဲ့မလိုက်အောင်ကိုဉာဏ်ပညာထက်မြက်ပြီးအဉာဏ်ပညာကိုအကျိုးရှိတဲ့နေရာမှာကောင်းမွန်စွာအသုံးချသွားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။အကြောင်းတော့မအီကြပြူဟာတွတ်တာဆိုရင်မဟာဗုဒ္ဓဝင်ပြိုင်ပွဲမှာမြန်မာတနိုင်ငံလုံးပထမဆုကိုစုခိုးသွားလို့ပဲဖြစ်ပါတယ်။မအီကြပြူဟာဆိုရင်လိုင်းတရာကကျူးကျော်တဲ့လေးမှာချိုးတဲ့မိသားစုနဲ့အတူနေထိုင်ခဲ့ရပေမဲ့ဗုဒ္ဓဝင်စာပေတွေကိုအပတ်တကုတ်လေ့လာစီပူခဲ့ရကြောင်းအခုလိုမြန်မာတနိုင်ငံလုံးရဲ့သူဦးတည်သောဗုဒ္ဓဝင်ထူးချွန်သူဖြစ်လာခဲ့ရပဲဖြစ်ပါတယ်။ဒီလိုဖြစ်ဖို့ဆိုတာကလည်းတော်ရုံစ조사အားထုတ်မှုနဲ့မရနိုင်ဘူးဆိုတာကိုအားလုံးလည်းသိကြမှာပါ။ဒီလိုခက်ခဲလာတဲ့မဟာဗုဒ္ဓဝင်စာပေတွေကိုလေ့လာလိုက်စားခဲ့တဲ့အကျိုးကျေးဇူးဟာအခုဆိုရင်မအီကြပြူကိုတေချာအကျိုးပေးလာပြီဖြစ်ပါတယ်။မအီကြပြူဟာဆိုရင်မြန်မာတနိုင်ငံလုံးရဲ့ဗုဒ္ဓဝင်ထူးချွန်ပထမဆိုရကလေးကနေအခုချိန်ထိစေတနာရှင်တွေအလှူရှင်တွေရဲ့ချီးကျူးဂုဏ်ပြုဆုငွေတွေကိုအများကြီးလက်ခံရရှိခဲ့တာပါ။မအီကြပြူကိုဝိုင်ဝန်းဂုံပြိုကြတဲ့ထဲမှာဆိုရင်ရုပ်ရှင်တရုပ်ဆောင်ခန့်စီတူနဲ့ဆယ်လီမမဆောင်တူတော်အပါဝင်ပါပဲဒီလိုနာမည်ကြီးတွေစီကနေတော့အာယုံဆိုင်ခံချီကျိုးခံနေရတဲ့မအီကြပြူဟာနောက်ထပ်ဂုံပြိုလက်ဆောင်အနေနဲ့လည်းတိမ်ထောင်ချီတက်တဲ့မြေကွက်ကြီးကိုထမှန်ရရှိခဲ့ပါတယ်လူကျန်တာတွေတော့လွယ်လွယ်မဝယ်နိုင်ဘူးဆိုရင်ဒီ36,000တန်မြေကွက်အခြေကိုလိုင်းတာယာမျိုးနဲ့အရှိပိုင်းနဲ့အနောက်ပိုင်းဆိုင်ရာဆရာတော်တန်ဃာတော်များနဲ့အတူခဏရက်သားသမီးအလှူရှင်များကစုပေါင်းဝယ်ယူပေးကမအီကြပြူကိုဂုဏ်ပြုလက်ဆောင်ပေးခဲ့ကြပဲဖြစ်ပါတယ်မအီကြပြူဟာတနိုင်ငံလုံးရဲ့လေးစားတဲ့သူဖြစ်ုံတင်မှကလိုင်းတာယာမျိုးနဲ့ရဲ့ဂုဏ်ဆောင်ပါဖြစ်လာတာကြောင့်လိုင်းတရာမျိုးနယ်ဘက်ကနေအခုလိုထီရောက်တဲ့နီလန်လေးနဲ့ဂုဏ်ပြုပေးကြရလေဖြစ်ပါတယ်။အရင်ကလျှက်စစ်ပြီးတော့မရှိတဲ့ကျူးကျော်တဲလီကနေအခုဆိုရင်36,000တန်မြေကွက်ကြီးကိုပိုင်ဆိုင်လိုက်ရတာဟာမအီကြပြူအတွက်တော့စေတနာကံတရားကအကျိုးပေးတာပါပဲ။သမင်းလိမ်မာလေးမအီကြပြူဟာသူမရဲ့စူးစမ်းအထောက်မှုတွေကြောင့်အခုဆိုရင်သူမရဲ့မိဘတွေကိုလည်းကျူးကျော်တဲလီကနေ channel ဝင်းနဲ့ထားပြီးကျေးဇူးဆက်လိုက်နိုင်ပြီဖြစ်ပါတယ်။မအီကြပြူရဲ့မိဘတွေမှာတော့ဒီလိုရှားပါးယတနာသမင်းလေးကိုရရှိထားတဲ့အတွက်ဂုဏ်ယူမစုံဖြစ်နေကြမှာတေချာပေါက်ပါပဲ။မအီကြပြူရဲ့တရင်ကိုမြင်ရကြတဲ့ပရိသတ်တွေကတော့ဘာသာတရားကိုလေ့လာလိုက်စားတဲ့အကျိုးကျေးဇူးတွေကဒီဘဝမှာတင်လက်ငယ်အကျိုးပေးနေပြီဆိုတာဝန်တာမဆုံးဖြစ်ပြီးခဲ့ရပါတယ်။မအီကြပြူဂုဏ်ပြုလက်ဆောင်ရရှိကြတဲ့လက်ကောင်36,000တန်မြေခွက်ကြီးကိုတော့အခုဆိုရင်မြင်းညရာတွေလုံနေပြီးမကြခင်အချိန်တွင်းမှာတော့လက်ကောင်ချံဝဲအတွင်မှာနေထိုင်နိုင်တော့မှာပဲဖြစ်ပါတယ်။ကညဝီရိယ၃မျိုးပေါင်းပြည့်စုံနေတဲ့မအီကြပြူဟာသူမရဲ့ပညာရေးအတွက်လည်းစိတ်ပူစရာမလိုတော့ပဲတက္ကသိုလ်ပြီးတဲ့အထိပညာသင်စုပါရရှိအောင်မှဆိုတော့တကယ်ကိုလေးစားအားကြစရာကောင်းလာပါတယ်။အခုကြည့်နေကြတဲ့ပရိသတ်တွေတက်မှလည်းမအီကြပြူလိုလူငယ်လေးတွေများရှိရင်အားကြအတူယူကြဖို့ကိုတိုက်တွန်းလိုက်ပါစေရှင်။အခုလိုမျိုးတမိုးရှိရဲ့သမင်လေးမကြပြူလိုလူငယ်လေးတွေကိုလည်းပရိသတ်ကြီးတို့ကချီးကျူးပေးခဲ့ကြဖို့ကိုလည်းတောင်းဆိုလိုက်ပါစေရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာအကြောင်းတွေနဲ့အတူပြန်လာခဲ့အောင်မှာပြန်လို့အသေးသေးသောဗီဒီယိုတင်နမလို့တန်သိရှင်နိုင်ဖို့အတွက်ဘေးနားချက်ပြီးခေါင်းလေးကိုလေးနေထားပေးကြပါအောင်ရှင်။